တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ကစွန်းရွက်နဲ့ကမ္မွန်ချင်ရွက်ဟင်းလိုလေးချက်စားဖြစ်တာကိုပြန်ပြီးမျှဝေလိုက်ပါတယ်။မောင်ဘက်မှာဟင်းလိုကိုအရွက်မျိုးစုံနဲ့ချက်စားကြပါတယ်ဒီတစ်ခါတော့လိုက်ဖက်တဲ့ရေကစွန်းနဲ့ကမ္မွန်ချင်ရွက်လေးချက်စားမယ်ပေါ့နော်။ကစွန်းရွက်ကိုစားရည်လေးနဲ့စိမ်ပြီးတော့ရင်ရည်ဆေးထားပါမယ်။ကမ္မွန်ချင်ရွက်ကိုလည်းရင်းနဲ့အယိုးတွေကိုဖယ်ပြီးတော့ရေဆေးထားပါမယ်နော်အရွက်မှာပါတဲ့အယိုးအရင်ကိုကြတော့ရေဆေးပြီးမှနှုတ်ပါမယ်စားရည်လေးနဲ့စိမ်ပြီးတော့မှဆေးပါမယ်နော်နည်းနည်းမျိုးလေးစားရည်လေးနဲ့စိမ်ပြီးတော့ဆေးလိုက်ပါမယ်ဆေးကြိုးတန့်စင်ထားတဲ့ကစွန်းရဲ့ကမွန်းချင်ရဲ့နည်းနည်းပင်ငရုတ်သီးစိမ်းလေးတုံးထားပါတယ်ပြီးရင်ငါးဟင်းမျိုးခက်ငပိရဲ့ဆနွင်းစားတို့လိုအပ်ပါတယ်နော်ချက်မဲ့ဦးလေးကိုဆေးထားတဲ့ရေကစွန်းရွက်ရဲ့ကမ္မွန်းချင်ရွက်ရဲ့ထည့်ပါမယ်ဒီမှာဒီချက်မဲ့ဦးလေးကိုထည့်ပြီးမှကမ္မွန်းချင်ရွက်မှာပါတဲ့အယိုးရင်းတွေကိုဖယ်လိုက်ပါမယ်နော်စားတဲ့အခါကျလို့ရှိရင်ဒီအရွက်ကရင့်နေပေါ့နော်ဒီအယိုးကလေထိုးထထောင်လေးဖြစ်နေတာစားရတာအဆင်မပြေလို့ဒီလိုမျိုးအရွက်တွေကိုပဲယူပြီးတော့အယိုးကိုတော့ဖယ်လိုက်ပါမယ်နော်ငါပိထည့်မယ်ဆနွင်းငါးဟင်းမျိုးခန့်စားငရုတ်သီးစိမ်းငါးဟင်းမျိုးခန့်မရှိဘူးဆိုလို့ရှိရင်ငါးမုံတို့မဟုတ်ချက်သားမုံလေးထည့်ပြီးတော့ချက်နိုင်ပါတယ်နော်နည်းနည်းမင်းကတော့မထည့်လေးရပါတယ်ထက်ကြော်မှာအိမ်မှာရှိနေတာဖြစ်လို့ထည့်လိုက်တာပေါ့နော်ရေထည့်ပါမယ်ရေကအများကြီးထည့်စရာမလိုပါဘူးဒီမှာအရွက်လေးတွေနူးဖို့အတွက်ပဲအရေနည်းနည်းလေးပဲထည့်တယ်ပေါ့နော်ပြီးရင်အဖုံးလေးအုပ်ပြီးတော့မိဖို့မှာစူပွက်လာတဲ့ထိတင်ထားလိုက်ပါမယ်စူပွက်လာပြီဆိုလို့ရှိရင်အရသာလေးနှံ့သွားအောင်လို့တစ်ခေါက်မှွေပေးလိုက်ပါမယ်နော်ဒီမှာဒီလိုမျိုးလေးဆိုလို့ရှိရင်အရွက်တွေကလည်းနူးနေပြီဆိုတော့အရသာလေးမြည်ကြည့်တာအရသာတော့ပဲပေါ့နော်အရသာလေးအကုန်လုံးကအဆင်ပြေတယ်ထပ်ထည့်စရာမလိုတော့ပါဘူးဒါဆိုလို့ရှိရင်တော့ရပါပြီဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ချင်းများအားလုံးကိုယ်စိတ်နှပြချမ်းသာပရှင်ကြပါစေဘိုင်ဘိုင်